လေးငယ်လေးတွေရဲ့မိဘအုပ်ထိန်သူများအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အခုဒီလိုရာသီဒီမှာကလေးတွေမှာဖြစ်များတယ်ပေါ့နော်နှာချီနှာရည်ယူနှာခေါင်းပိတ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့နော်ရသားလာတာကလေးတွေကစပြီးတော့ကလေးငယ်တွေကိုဘယ်လိုမျိုးလေးတတ်တာအောင်လုပ်ပေးရမလဲဘယ်လိုအခြေအနေတွေဖြစ်လာပြီဆိုရင်အန်ဒီရဲ့ရှိတယ်လေဒါမျိုးလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုရာသီဥတုမျိုးမှာဆိုရင်ကလေးငယ်တွေဟာအသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပေါ့နော်ဒီအတန်ဦးအပေါ်ပိုင်းအသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာယောဂဝင်ဖို့အတွက်အရန်ကိုလွယ်ကူပြီးတော့ chance များပါတယ်ပတ်ဝန်းကျင်မှာလည်းဒီရာသီဥတုဒီကာလမှာဆိုရင်နှာချေချောင်းဆိုးနှာရည်ယိုစေတဲ့ပိုးမွှားတွေ virus ပိုးတွေ bacteria ပိုးတွေကတိတ်ကိုပွားများလွယ်ကြပါတယ်ဒါကြောင့်ကလေးကိုပြုစုပေးနေတဲ့မိဘအုပ်ထိန်းသူတွေရဲ့လက်ကဆိုရင်အမြဲတမ်းရှင်းနေဖို့လိုပါတယ်မိမိတို့ရဲ့လက်ကိုလက်သေးတခြားညှက်ထားပါပြီးတော့ရင်ကလေးကိုကင်ခံနေပြီဆိုလို့ရှိရင်ငါကလေးနှာရည်လေးတွေကြာနေတယ်လက်ကလေးနဲ့ညှစ်ပေးလိုက်အောင်မယ်လုံးဝမလုပ်ပါနဲ့ငါကလေးနှာရည်တွေယိုနေတယ်ဘာပါဇက်ကလေးနဲ့စုပ်ပေးလိုက်အောင်မယ်လုံးဝမလုပ်ပါနဲ့ကလေးမိဘတွေကကလေးနှာရည်ယိုရင်ပါဇက်တွေနဲ့စုပ်တာလက်တွေနဲ့ဒါကိုညှစ်ထုတ်တာတွေလုပ်တယ်လုံးဝမလုပ်ပါနဲ့ဒါအရန်ရေးကြည့်ပါတယ်နော်ပါဇက်နဲ့စုပ်မယ်ဆိုရင်လည်းကိုယ့်ပါဇက်ထဲမှာရှိနေတဲ့ပိုးမွှားတွေကဒါဘလို့ပဲစေတနာထားပြီးမြန်မြန်တက်တာပါစီတော့ဆိုပြီးလှုပ်ဒါမျိုးတွေလုံးဝမလုပ်ပါနဲ့နောက်တစ်ခုကကြတော့ကလေးကိုနော်လူကြားသူကြားတဲ့ခေါ်သွားပြီးပြတာတွေဒါတွေမလုပ်ပါနဲ့ဒီကလာလူများလေနှာချီလိုက်တဲ့အချိန်ဒီကနေတစင်ပိုးတွေဒဲရောက်လာတာမျိုးရှိနိုင်တယ်လို့တချို့နေရာတွေသွားတဲ့အချိန်မှာလေယောဂပိုးတွေကကပ်ပါလာတာမျိုးတွေရှိပြီးတော့ကလေးတွေရဲ့နော်ဒီအပေါ်မှာရှိတဲ့ဗာလဲဆိုဒွါရ9ပေါက်ပေါ့နော်မျက်လုံးနှလုံးနှာခေါင်း2ပေါက်ပါးစပ်နား2ပေါက်ဒီကနေတစင်ဝင်သွားပြီးတော့အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာယောဂပိုးတွေအများကြီးဖြစ်နိုင်လို့ဖြစ်ပါတယ်နှာချီလာပြီးနှာခေါင်းပိတ်လာပြီဆိုရင်ရက်သားကလေးလာသားကလေးတွေဟာဆိုရင်ကလေးကြီးတွေလူကြီးတွေနဲ့မတူပါဘူး။ဘာလဲဆိုတော့နှာခေါင်းပိတ်ပြီဆိုရင်ပါးစပ်ဟပြီးတော့အသက်မရှူတတ်ပါဘူး။ဒီအတွက်ကြောင့်အရေးကြီးတဲ့ကိစ္စပေါ့။ဒီနှာခေါင်းပိတ်နေပြီဆိုရင်အခုကြည့်နေတဲ့မိဘတွေရက်သားကလေးလာသားကလေးနို့မဆို့တော့တာတွေညဘက်ဆိုရင်အော်ဟစ်တောင်းညမ်းပြီးငိုယူတာတွေပြီးသွားတဲ့ချိန်ငိုတော့ဘာဖြစ်လဲဒီနေရာတွေအကုန်လုံးပူးလာတာပေါ့နော်။ဆရာတို့လူကြီးတွေလည်းငိုဘူးကြတယ်အားလုံးမငိုဘူးတဲ့သူမရှိဘူးဒီနေရာလေးပူလာပြီးတော့မှနှာရည်ကြီးကျလာတယ်အဲ့ချိန်မှာကလေးကခဏလေးတက်တာပြီးနို့လေးဆိုတယ်ခဏကြာတဲ့ချိန်နှာခေါင်းပြန်ပိတ်တယ်ပြန်ငိုတယ်ဒါနဲ့ဒရဇက်ကလေးလည်းအစင်မပြေကိုလည်းအစင်မပြေမနာရတွေဖြစ်ပါတယ်အဓိကတော့နှာခေါင်းပိတ်နေတာပေါ့အစာကလေးကရသားကလေးလာသားကလေးလေးတွေရဲ့နှာခေါင်းပေါက်လမ်းကြောင်းလေးဟာဆိုရင်တိတ်ကိုကျင်းမြောင်းပြီးတော့သေးပါတယ်ဒီအတွက်ကြောင့်နော်အကြည်ချွဲထွက်လာတာအထဲမှာရှိနေတဲ့အမေးပါတွေရောင်ရမ်းလာတာနဲ့နှာခေါင်းဟာပိတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်အမြဲတမ်းကိုဂရုစိုက်ပေးပါဒါဆိုနှာခေါင်းပိတ်ပါပြီဘာလုပ်မှာတော့ခေါင်းကပြောခဲ့တဲ့ပါးစပ်နဲ့စုပ်တာလက်နဲ့ညှစ်တာမလုပ်ပါနဲ့နော်ကလေးနှာခေါင်းပိတ်ပြီဆိုရင်နှာခေါင်းတန့်ရှင်းကိုလုပ်ပါမယ်ကလေးနှာခေါင်းပိတ်ပြီဆိုရင်နှာခေါင်းတန့်ရှင်းရေးလုပ်ပါမယ်ဘာနဲ့လုပ်မှာလဲရေထည့်ပြီးလုပ်မှာလားလုံးဝရေထည့်ပြီးလုပ်လို့မရပါဘူးအမင်းတို့ကိုထည့်မှာလားဒါလည်းသိပ္ပံနည်းကြနဲ့အကောင်းဆုံးမဟုတ်ပါဘူးလုပ်လည်းမလုပ်သင့်ပါဘူးဒီတော့အိမ်တိုင်းမှာရှိနေတဲ့စားရယ်ရေနွေးရယ်ဒါကိုသုံးပြီးတော့နှာခေါင်းနဲ့အဆက်ချလို့ရအောင်ဘယ်လိုစီစဉ်လို့ရမလဲဆိုတာကိုအခုဆရာပြောပြပေးမှာဖြစ်ပါတယ်တေချာလေးကြည့်ပေးပါတခြားသူတွေသိအောင်လို့လည်း share လုပ်သွားပေးလို့ရပါတယ်ဒီတော့နှာခေါင်းတန့်ရှင်းလုပ်မယ်ဆိုရင်စားငံရည်လေးကိုအေးခံထားတဲ့ဟာလေးကိုအပေါ်ရည်ကြီးလေးယူပြီးတော့3-4 ဆက်ထည့်ပေးလို့ရပါတယ်လက်ဖက်ရည်ချမ်းခွက်လေးတွေကိုရင်းနှီးလေးထည့်ပါမယ်ပြီးသွားပြီဆိုရင်စားပေါ့နော်စားလေးကိုလက်ဖက်စားစွန်းရဲ့4 ပုံ 1 ပုံလောက်ယူလိုက်ပါပြီးသွားရင်ဒီထဲကိုထည့်ပါမယ်နော်ပြီးသွားရင်တမမျှတအောင်တေချာလေးမှုပေးပါစားတွေလည်းအကုန်လုံးပျော်ဝင်သွားပြီဒါဆိုရင်အေးအောင်နော်တေချာလေးအေးခံပေးပါပြီးသွားပြီဆိုလို့ရှိရင်တော့ရေစင်းနဲ့စစ်ထုတ်ပြီးသွားတဲ့အချိန်မှာဒါလေးကိုတေချာသုံးလို့ရပြီဖြစ်ပါတယ်တခုမှကျန်တာကြတော့24 နာရီအတွင်းသာသုံးပါမကုံတာကိုလွှတ်ပစ်ပါတစ်ပြန်လုပ်ပေးပါနော်နီးစပ်ရာဆေးဆိုင်တွေမှာလည်း ready made ဒါစားငရေတန့်ဘူးလေးတွေပေါ့ကလေးနှာခေါင်းနဲ့ထည့်လို့ရတယ်နော်နှာပိတ်ရင်ထည့်တယ် normal slime ဘူးလေးတွေတိတိလေးတွေရှိပါတယ်ဒါလေးတွေကိုမေးပြီးတော့ဝယ်လို့ရပါတယ်နော်ထည့်တဲ့အချိန်မှာလည်းကလေးရဲ့မျက်လုံးထဲဝင်သွားမှာပါးစပ်ထဲဝင်သွားမှာနားထဲဝင်သွားမှာမစိုးရိမ်ပါနဲ့ထည့်ရင်တော့ပြုံသေးသေးလေးယူပြီးတော့ဒါလေးကိုစုပ်လိုက်ပါပြီးရင်တစ်ဆက်နှစ်ဆက်သုံးဆက်ဒါမျိုးလေးထည့်ပေးလို့ရပါတယ်နှာခေါင်းပွင့်နေထိထည့်လို့ရပါတယ်ပြီးသွားပြီဆိုရင်ဒီတိုင်းထားလို့မရပါဘူးအဲ့တော့နှာခေါင်းတန့်ရှင်းကိုစနစ်တကျလုပ်ပေးပါမယ်
ဒီစားငရေတန်းလေးထည့်ပြီးသွားတဲ့အချိန်မှာနှာခေါင်းစုပ်တဲ့ကရိယာလေးတွေသုံးပြီးသွားတော့မှနှာခေါင်းကိုစုပ်ပေးပါမယ်ပါးစပ်နဲ့စုပ်တာလက်နဲ့ညှစ်တာဒါတွေလုံးဝမလုပ်ပါနဲ့ဈေးကွက်ထဲမှာလွယ်လွယ်ကူကူဝယ်လို့ရတာတော့ဒါမျိုးလေးပေါ့နော်သူကတော့ဒါလိုလေးညှစ်ပြီးတော့စုပ်ပေးတာပေါ့လေဒါပေမဲ့တခုရှိတာလေဒီထိတ်လေးကတချို့ကျတော့ဆီလီကွန်နဲ့လာတာရှိတယ်တချို့ကျတော့ခက်မာကော်လေးနဲ့လာတာရှိတာပေါ့နော်ဒါလေးဆိုရင်တော့ငယ်ရင်ဆီလီကွန်လေးနဲ့တော့ပို့ပြီးဆင်ပြေပါတယ်အရေးကြီးတာတစ်ခုကတော့လေနှာခေါင်းတိတ်တော့မယ်ဆိုရင်နှာခေါင်းကတိတ်ပြီးတော့မှပကျွတ်ဆိုနှိပ်လိုက်တာမျိုးမလုပ်နဲ့ပေါ့အခုလိုနော်လေဒီကုံထဲကိုရောက်ပြီးတော့ကလေးတော်တော်မှော်သွားလိမ့်မယ်အဲ့တော့အပြင်မှာဒီလိုမျိုးလေးညစ်နော်ဖိပြီးတော့မှကလေးနှာခေါင်းကလေးတိတ်ပြီးသွားပြီဆိုလို့ရှိရင်တခါတည်းပြန်ပြီးတော့လက်ကိုဖော့လိုက်တယ်ဆိုလို့ရှိရင်အထက်မှာပါတဲ့အကြည့်ချွဲတွေပါလာမှာဖြစ်တယ်ပေါ့နော်ဒါမျိုးလေးလုပ်ပေးပါနောက်ထပ်ဈေးကွက်ထဲရနိုင်တာဒါလေးပေါ့နော်တော့ဒီထိတ်ကလေးကလေတွေ့လားအဲ့မှာဆီလီကွန်ထိတ်ကလေးပေါ့နော်ကလေးနှာခေါင်းလေးတွေကိုတိတ်ပြီးတော့တေချာလေးတိတ်ပြီးစုပ်ပေးရမှာအဲ့ကနေစုပ်လိုက်ရင်အကြည့်ချွဲပါလာတာဒီဘက် reservoir တွေပေါ့နော်ကိုယ်ပါဇက်ထဲတန်းမရဘူးကျတို့ပါဇက်ကစုပ်မယ်ဟိုအောက်ဘက်မှာရှိတယ်နော်ဒါလေးပေါ့ဒီကောင်လေးကပါဇက်နဲ့စုပ်ပါမယ်အားနဲ့စုပ်မယ်နော်ဒီဟာကိုကလေးရဲ့နှာခေါင်းဝါလေးကိုထိတ်ကလေးကိုတေချာထားပါဇက်နဲ့ဒီဘက်ကနေတေချာအားလေးနဲ့စုပ်တခုရှိတာကြတော့နှာခေါင်းဝါတိတ်တဲ့အချိန်မှာနော်နှာခေါင်းပေါက်နဲ့မပြောချင်တာကြတော့လေးဟနေတယ်ပေါ့နှာခေါင်းပေါက်လေးကျန်နေတာဆိုရင်ဒီကစုပ်လည်းမရဘူးဖြစ်တာပေါ့နော်ဒါလေးတွေကတော့ရက်သားကလေးလသားကလေးအတွက်အရန်အဆင်ပြေပါတယ်ဒီတော့နှာခေါင်းစုပ်တဲ့ကရိယာလေးနဲ့ညှစ်ပြီးသွားပြီဆိုရင်ကလေးတွေကအဆင်ပြေတက်တာသွားပြီဖြစ်ပါတယ်အဲ့တော့နှာခေါင်းစုပ်ကရိယာကိုဘယ်နှကြိမ်သုံးရမလဲဒီဆေးရည်တွေဘယ်နှကြိမ်ထည့်လို့ရတယ်လဲဒါတွေကလည်းအမြဲတမ်းမိဘတွေသိချင်ကြပါတယ်ပါရာစီတမောတိုက်တယ်လို့ပိုးသက်ဆေးတိုက်တယ်လို့တနေ့ကို3ကြိမ်တနေ့ကို4ကြိမ်ဒါမျိုးတွေကိုနော်6နာရီကြာ4နာရီကြာတွေဒီလိုမဟုတ်ပါဘူးကလေးအခုနှာခေါင်းပိတ်နေတယ်မှာအခုထည့်ပါတနေ့လုံးထပ်မပိတ်တော့ဘူး12နာရီ18နာရီကြာတဲ့ကြည့်ထပ်ထည့်စရာမလိုပါဘူးအခုထည့်တယ်နှာခေါင်းတန့်ရှင်းရင်လုပ်တယ်နှာခေါင်းတန့်ရှင်းပြီးအသက်ရှူလမ်းကြောင်းလေးကောင်းကောင်းပွင့်သွားတယ်နောက်3နာရီလောက်ကြာတဲ့အချိန်နှာခေါင်းပြန်ပိတ်တယ်ဒါဆိုဒီအချိန်မှာပြန်ထည့်ပြီးတော့တန့်ရှင်းပြန်လုပ်ပေးပါပြီးတော့အန်ဒီရရှိတဲ့လက္ခဏာတွေကိုပြောပါမယ်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးတွေဝင်ပြီဆိုရင်အသက်ရှူမြန်လာတာရင်ကောင်းတဲ့ဗိုက်ကြားမှာဒီနေရာချိုင်ပြီးရှူရတာပြီးတော့နံရိုးတွေရှိပါရောလားနော်နံရိုးတွေရှိတဲ့နံရိုးကြားနေရာတွေချိုင်ပြီးရှူရတာနောက်ပြီးတော့ဒီမှာဒီနေရာနော်ဒီနေရာလေးထဲကိုခွက်ပြီးရှူရတာပြီးတော့ခလေးလေးတွေဒီနှာခေါင်းလေးယုံလေးလိုပွားရှုံဖြစ်ပြီးရှူရတာနောက်တစ်ခုကဟောရဲဆိုင်အဲ့လိုဖြစ်နေတာနော်လုံးဝ labor breathing လို့ခေါ်ပါတယ်အရန်ကိုအားထည့်ပြီးတော့အသက်ရှူနေရတဲ့ပုံစံတွေဖြစ်နေတာလုံးဝနို့မစို့နိုင်တော့တာခလေးတက်သွားတာတကူလုံးပြာနှမ်းသွားတာဖျားတွေတက်လာတာတကူလုံးအေးဆက်သွားတာရွှေအတန်တွေဇက်တိုက်ကြားလာတာကလေးလုံးဝမှိန်းသွားတာဒါမျိုးတွေဖြစ်လာပြီဆိုရင်အိမ်မှာအားလုံးကကိုယ်သားသမီးတွေကိုအကောင်းဆုံးမဖြစ်စေချင်တာပဲဒါကြောင့်အတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးကြတယ်သို့တော့အခုပြောခဲ့တဲ့လက္ခဏာအန်ဒီရရှိတဲ့လက္ခဏာတွေပေါ်လာပြီဆိုရင်အိမ်မှာပဲကိုတူကိုထအဆင်ပြေမဲ့ထင်ပြီးမလုပ်ပါနဲ့เนาะအရှိဒါဗီဒီယိုတွေပြောခဲ့တဲ့စီမှာလည်းဝင်မှန်းကြတာတွေရှိပါတယ်ဘာလဲဆိုတော့စေယုံစေခန်းနဲ့ဝေးတယ်ပြုတ်တယ်ပေါ့နော်သွားလို့ရလာလို့မရတဲ့အစားဆိုဒါဆိုဘာလို့လုပ်မလဲဆိုရင်ကြိုပြီးသွားပါနောက်ကြမှာမသွားပါနဲ့ခလေးငယ်လေးပို့ပြီးသွားတော့မှကိုကနေပြီးတော့လက်ဦးမှုယူထားဖို့လိုပါတယ်လက်ဦးမှုဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကလေးဒီလိုသဲကြီးမဲကြီးဖြစ်မှသွားတာမျိုးမဟုတ်ပဲနဲ့ငကိုရဲကခလေးကနည်းနည်းစားဖြစ်ပြီဆိုတာနဲ့နီးစပ်ရာမျိုးပေါ်တက်ပြီးသွားတော့မှစေယုံစေကန်တီချာလေးပြပြီးပါဘာကြောင့်လဲဆိုခလေးတွေရဲ့အဆုတ်ကလေးတွေကတေးသေးလေးတွေဖြစ်ပါတယ်နော်အသက်ရှူလမ်းကြောင်းပြဿနာတစ်ခုတက်ရင်အသက်အန္တရာယ်တိတ်ကိုနီးပါတယ်ဒါကြောင့်အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာယောဂါတွေမဖြစ်အောင်ဘာတွေလုပ်မလဲဆိုတာပြောပြပါမယ်ဘလို့ကာကွယ်မလဲကာကွယ်ဆေးတွေပုံမှန်ရချင်းတိုင်းတေချာထိုးပါအဆင်ပြေရင်အသက်6လပြည့်ပြီးတာနဲ့နှစ်စဉ်ရာသီတကွေးကာကွယ်ဆေးတစ်ကြိမ်ပုံမှန်လေးတွေထိုးသွားပေးပါခလေးတွေရဲ့ပတ်ဝန်းကျင်ကိုတန့်ရှင်းထားပါနော်ခလေးတွေကိုကင်ပယ်မဲ့သူတွေတကွေတန်းရှင်းမှုအထူးဂရုစိုက်ပါခလေးမျက်နှာကိုလုံးဝမနှမ်းပါနဲ့ခလေးမျက်နှာမနှမ်းအောင်ဆိုတော့ရက်သားလာသားခလေးတွေကိုလက်ကလေးကိုယူပြီးနှမ်းတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့ဒါမျိုးခေါင်းနဲ့သွားထိတာတွေဖြစ်ပါတယ်ဒါမျိုးတွေမလုပ်ပါနဲ့ခလေးရဲ့အိပ်ရခင်းခေါင်းစွပ်တွေကိုတပတ်ကိုတစ်ချိန်အနည်းဆုံးတေချာလေးလဲပေးပါအရက်စကားပြောရမယ်ဆိုရင်ခလေးကိုအေးမပတ်အောင်ထားပါနွေးထွေးထားပါသို့တော့အပြင်မှာအေးနေတယ်နွေးထွေးထားလို့ချွေးစည်းထွက်ပြီးတော့နှာစေးချောင်းဆိုတာမျိုးမဖြစ်အောင်ဂရုစိုက်ပေးပါဒီကာလဒီရာသီမှာခလေးတွေကိုလုံထုံထားပါတန်ရှင်းထားပါနွေးထွေးထားပါရေဓာတ်ပြေဝအောင်အသက်အရွယ်အလိုက်ပေါ့နော်6လအောက်ခလေးဆိုရင်အမေတို့တိုးတိုက်ပါ6လထက်ခလေးဆိုလို့ရှိရင်လည်းဒါရေပမာဏကိုနည်းနည်းစီခန္ဓာကိုယ်အလေးချိန်လေးနဲ့ရေဓာတ်မခန်းချအောင်စူးစမ်းပြီးတော့တိုက်ပေးပါကလေးတွေအားလုံးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကင်းစင်ပြီးသွားတော့မှ
ကျမ်းမာရွှင်လန်းပြီးတော့ဒီရာဒီကိုကြော်ဖြတ်နိုင်ပါစေမိဘအားလုံးလည်းအဆင်ပြေပါစေကျွန်တော်ကလေးအထုပ်ဆရာဝန်ဒေါက်တာပြည့်ဖြိုးအောင်ဖြစ်ပါတယ်